မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းပုတ်ကတော့အီရန်နိုင်ငံနဲ့ဆွေးနွေးပြောဆိုရန်လုံးဝစိတ်ဝင်စားကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အီရန်နိုင်ငံစစ်တပ်နဲ့ခေါင်းဆောင်များတစားစီပြုတ်ပြတ်သွားပါမှာစစ်ပွဲကိုအဆုံးသတ်မည်ဖြစ်ကြောင်းတတိပေးခဲ့ကအမေရိကန်နိုင်ငံနဲ့အစ္စရေးနိုင်ငံတို့၏တိုက်ခိုက်မှုများအီရန်နိုင်ငံအတွင်းပြင်းထန်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းပုတ်ကတော့တရုတ်နိုင်ငံ၏စစ်တပ်ဟာကွန်မြူနစ်ပါတီအားနိုင်ငံရေးအရာသစ္စာစောင့်တည်တင်ကြောင်းသမ္မတရှီကျင်းဖျင်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်တရုတ်နိုင်ငံအနေဖြင့်စစ်တပ်အတွင်းအာဂတိလိုက်စားမှုတိုက်ဖျက်ရေးကမ်ပိန်းများကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးအာဂတိမှုကျူးလွန်ထားသူအတွက်ပုံကိုစရာနေမည်မရှိကြောင်းတတိပေးပြောကြားခဲ့ပါသေးတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံနှင့်စစ်ပွဲအားအနိုင်ရရန်အတွက်ပြည်ထောင်နိုင်ငံ၏အကူအညီမလိုအပ်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် UK နိုင်ငံဘက်ကကမ္ဘာအရှေ့အလယ်ပိုင်းသို့စစ်သည်မောကြီးစေလွှတ်ရန်စဉ်းစားနေချိန်တွင်သမ္မတဒေါ်နယ်ထရန့်ကယခုလိုမှတ်ချက်ပြုပြောကြားလိုက်တာဖြစ်ပြီးအချိန်ကြာမြင့်စွာဖြစ်ပေါ်လာသောမဟာမိတ်နိုင်ငံဆက်ဆံရေးတွင်တင်းမာမှုများမြင့်တက်လျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံခေါင်းဆောင်ကြီးခါမီနီ၏နေရာ၌ဆက်ခံပြီးမိသူကိုမဆိုလိုက်လံပြစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်းအစ္စရေးစစ်တပ်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အီရန်နိုင်ငံ၏ဘာသာရေးအဖွဲ့ကြီးကခေါင်းဆောင်အသစ်တင်မြှောက်ရန်အတွက်ပြင်ဆင်နေချိန်တွင်ယခုလိုတတိပေးပြောကြားလိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းပုဒ်ကတော့လက်ရှိဖြစ်ပွားနေသောစစ်ပွဲအားကူညီရန်အီတလီဝန်ကြီးချုပ်ဆန္ဒရှိနေမှုအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချီးကျူးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အီတလီနိုင်ငံဘက်ကလေကြောင်းကာကွယ်ရေးအထောက်ပံ့များနဲ့ရေတပ်သုံးစစ်လက်နက်ပစ္စည်းများအားပို့ဆောင်ရန်ပြင်ဆင်ပေးနေသောကြောင့်ထိုအီတလီဝန်ကြီးချုပ်ဟာအလွန်တော်သောခေါင်းဆောင်တဦးဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကချီးကျူးပြောကြားလိုက်တာပဲဖြစ်ပါတယ်ရှင်